အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တက်ချက်ကဆွဲပါကျွန်တော်ခုဒီဗီဒီယိုမှာ Vivo ရဲ့ဒီ brand အခွဲ IQ ကထုတ်ထားတဲ့ IQOO Z10 Turbo Pro phone ကို review လုပ်ပေးပါမယ်ဒီဖုန်းကိုဗျာကျွန်တော်ခုလိုမျိုး unit support ပေးတဲ့ကူညီပြီးတော့ထောက်ပံ့ပေးတာကတော့ဒီ Mobile Gallery Bangkok ကဖြစ်ပါတယ် Mobile Gallery Bangkok ကဗျာဒီဖုန်းဝယ်ချင်တာတွေဖုန်းရောင်းချင်တာတွေတခြားဒီဖုန်းတွေလည်းဗျာတော်တော်လေးကိုစုံတဲ့ recommend ပေးလို့ကောင်းတဲ့ဒီဖုန်းရောင်းဆိုင်လို့ပြောလို့ရတယ်နေရတယ်ဗျာဒီကောင် MPK Center မှာဆိုတော့လုံးဝအချက်စာလို့ပြောလို့ရတယ်ဆိုတော့အခုလိုမျိုးဒီ IQOO Z10 Turbo Pro phone ကိုကျွန်တော်ဒီဗီဒီယိုလုပ်လို့ရအောင်လို့ကူပြီးတော့ငှားပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ဒီဖုန်းကြောင့်ဆက်ပြီးတော့ပြောကြမယ်။ဒီဆုံးမှာကျွန်တော်ဒီနေရာမှာပြောချင်တဲ့ check တစ်ခုကအခုကျွန်တော်ရထားတဲ့ဖုန်းကဒါ China region China version ဖုန်းဆိုတော့ကျွန်တော်အရှိမဗျာဆန်းဝဓမြဒီတုံးဝဓမြဖုန်းတွေလိုမျိုးဒီဖုန်းတွေကဗျာ global version ထွက်တဲ့ဖုန်း global version ဖုန်းတွေမဟုတ်ဘူးကျွန်တော်ဗျာအချိန်တော်တော်လေးကိုကြာမှတနှစ်လောက်ကြာမှကိုဒီ China region ဖုန်းကိုကျွန်တော်အခုမှပြန်ပြီးတော့တုံးဖြစ်တာလည်းဗျာဟိုကျွန်တော်တုံးနေကြ brand မဟုတ်ဘဲနဲ့ဒီ IQO brand ကိုပထမဆုံးအနေနဲ့တခြားဆန်းသုံးဖြစ်တယ်ဆိုတော့ဒီဖုန်းကိုဗျာကျွန်တော်သုံးရ user experience ကကျွန်တော်ဒီ China region ဖုန်းကိုဗျာခုမှပြန်ပြီးတော့သုံးတာဖြစ်တဲ့ကြောင့်ကျွန်တော်ပြောချင်တာလေးလည်းရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒါလေးကိုဗျာခဏဘေးဖယ်ထားအောင်မယ်ဘေးဖယ်ထားပြီးတော့ဒီဖုန်းကဝေချက်10သိန်းဝန်းကျင်10သိန်းနဲ့15သိန်းညမှာလုံးဝ price to performance ကိုဗျာတော်တော်ကြီးကိုကောင်းတဲ့ဖုန်းလို့ကျွန်တော်ပြောလို့ရတယ်ဒီဖုန်းကဗျာ P2B ဖုန်း price to performance ဖုန်းဆိုတော့ဒီကောင်းရဲ့ performance ပိုင်းတွေ specs ပိုင်းတွေကိုအရင်ပြောကြမယ်အရင်ဆုံးကျွန်တော်ဒီ IQOO Z10 Turbo Pro ရဲ့ display ပိုင်းကိုစပြီးတော့ပြောမယ်ဒီကောက် display ကဗျာ screen size အနေနဲ့ဆိုရင် 6.78 inch ရှိတယ် 2.8K 144Hz AMOLED display ကိုတုံးပေးထားတယ်ဒီ 144Hz display ကိုဗျာစပြီးတုံးတယ်ဆိုတော့ဒီကောင်ကဗျာ gaming mind တွေကိုလုံးဝဦးစားပေးထားတဲ့ display လို့ပြောလို့ရတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဗျာဒီဖုန်းကdisplay color ဘိုင်းတွေဒီ ambient ဘာညာတွေပါတာတွေဒီရုပ်ထွက်တွေကဗျာတော်လေးကိုကောင်းတယ်အဲ့ပြင် brightness ဘိုင်းမှာလည်းဒီကောင်ရဲ့ peak brightness က4400 nit ထိကိုထိုးလုပ်ပေးနိုင်တယ်ဆိုတော့ဒီဈေးထဲမှာဗျာကျွန်တော်ဒီ performance ဘိုင်းတွေမပြောနဲ့အောင် display ဘိုင်းတစ်ခုထဲမှာတင်ဒီဖုန်းရဲ့ display ကတော်လေးကိုအားရဖို့ကောင်းတဲ့ထဲမှာပါတယ်ကျွန်တော်မြင်နေဗျာဒီ display နဲ့ တွဲပြီးဆန်းနေဗျာဒီ audio ဘိုင်းမှာဆိုလဲဒီကောင်က dual stereo speaker ကိုတုံးပေးထားတယ်အတန်ထွက် audio quality ကလည်းဗျာတော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်အတန်ထွက်တော်လေးကိုကျဲတယ်အဲ့တော့ကျွန်တော်ဗျာဒီ P2B ဖုန်းမှာလုံးဝအရေးကြီးတဲ့ချက်ဒီကောင်ရဲ့ performance ဘိုင်းကိုဆက်ပြောမယ် performance ဘိုင်းမှာဆိုရင်ဒီ IQOO Z10 Turbo Pro ဖုန်းက Qualcomm ရဲ့ Snapdragon XS Gen 4 chipset ကိုတုံးပေးထားတယ်ဒီကဗျာ Snapdragon X Elite ပြီးရင်ဒီကောင်ကနည်းနည်းအကောင်းဆုံး chipset တစ်ခုလို့ပြောလို့ရတယ် 8 Gen ထဲမှာဗျာတော်လေးကိုအခုနောက်ပိုင်းတုံးတဲ့ဖုန်းတွေလည်းများလာတဲ့ chipset တစ်ခုလို့ပြောလို့ရတယ်ဒီကောင် performance ကလည်းတော်လေးကိုဗျာဒီ benchmark တွေပါ run လိုက်တဲ့အချိန်မှာတကယ်ကောင်းတယ်ဂိမ်းတွေပါဆော့ရင်လည်းဗျာလုံးဝ setting အမြင့်တွေပါနဲ့ဆော့လို့ရတယ်ဒီ benchmark ပါညာ run တဲ့ဟာကိုပြောရင်းနဲ့ဗျာကျွန်တော်ဒီကောင်ကဗျာ performance ဦးစားပေးဖုန်းလုံးဖြစ်တော့တကယ်ကျွန်တော် performance ကိုဦးစားပေးရဲ့ဒီ benchmark app တစ်ခုဒီ 3D Max Wildlife Extreme Test လေးကိုကျွန်တော် run ကြည့်လိုက်တယ်အဲ့လိုမျိုးဗျာ loop back ပြီး run တဲ့အချိန်မှာဒီကောင်က stability score မှာ 75% နီးပါးရှိတယ်ပြီးတော့ heat data လည်းဗျာအမြင့်ဆုံး heat data က42 degree Celsius လောက်ပဲရှိတယ်ဆိုတော့ဒီဖုန်းကဗျာကျွန်တော်ဒီ game တွေပါအကြာကြီးဆော့မယ်ဆိုတော့နည်းနည်းလေးနွေးလာတာမျိုးတော့ရှိရဲဒါပေမဲ့ overheat ဖြစ်တာမျိုးတွေနည်းနည်းပူတာဗျာနည်းနည်းစိုးရိမ်တာကောင်းလောက်တဲ့အထိကိုပူတာမျိုးမရှိဘူးတော်လေးကိုဗျာဒီကောင် performance ဘိုင်းမှာလုံးဝ stable ဖြစ်တယ်ကောင်းတဲ့ဖုန်းလို့တော့ကျွန်တော်မြင်တယ်ပြီးတော့ကျွန်တော်ဒီ P2B ဖုန်းတွေဗျာဒီ China region ဖုန်းတွေမှာကျွန်တော်အများအားပြောချင်တယ်စမ်းချင်တဲ့ဘိုင်းတစ်ခုကိုဆက်ပြောမယ်အဲ့ဒါကဒီကောင်ရဲ့ battery ဘိုင်းဘာကြောင့်လဲဆိုရင်ဒီ IQOO Z10 Turbo Pro ဖုန်းက battery capacity ကို 7000 mAh battery ပါတဲ့ silicon carbon battery ကိုထည့်ပေးထားတယ်ဒီဖုန်းလေးမှာ9000 mAh battery ပါတယ်ဆိုတော့ဒီဖုန်းကဗျာ9000 mAh battery ပါတယ်ဆိုတော့ကျွန်တော်အမှန်တိုင်းပြောရင်အမှန်တိုင်းလုံးဝပြောတာကျွန်တော်ဒီဖုန်းမှာပါတယ်ဆိုတော့ကျွန်တော် specs ကိုကြိုမဖတ်ထားဘူးကျွန်တော်ကြိုမသိဘူးကျွန်တော်ကင်ကြည့်တော့ဗျာကန်ရတာအဆင်ပြေပေါ့နော် battery ဘယ်လောက်ပါလဲမသိဘူးဆိုတော့ကျွန်တော်ဒီ setting ရဲ့ဒီ about phone ထဲမှာဝင်ကြည့်တော့မှဒီကောက် battery capacity ကိုဗျာ9000ပါမှကျွန်တော်သိတယ်အဲ့လိုမျိုးဖြစ်တဲ့အထိကိုဖြစ်တော့တာကဘာလို့လဲဆိုတော့ဖုန်းကိုကန်ရတာဗျာဒါကျွန်တော် hand feeling လေးကိုခုနည်းနည်းစပြောတာဒီဖုန်းကိုကန်ရတာဗျာဒီဖုန်းက9000 mAh battery ပါတယ်လို့လုံးဝမသိတာဘူးအထူးကဗျာ 8.1mm ပဲရှိတယ်ပြီးတော့အလေးချိန်ကလည်း206 gram ပဲလေးတယ်ကျွန်တော်တို့ဗျာတချို့ဖုန်းတွေဈေးကွက်ထဲမှာ share တချို့ဖုန်းတွေမှာဒီ5000 battery ပါတဲ့ဖုန်းတွေကအခုဒီ9000 mAh ပါတဲ့ဒီ IQOO Z10 Turbo Pro ဖုန်းထက်ပိုလေးနေရမျိုးတွေပိုပြီးတော့ထူနေရမျိုးတွေအဲ့လိုတွေရှိတယ်ဆိုတော့9000 mAh ကိုဒီလောက် site မှာထည့်ပေးထားတာကတော့တကယ်ကိုမိုက်တယ်ဒီညမှာတော့ကျွန်တော်တခုတော့ပြန်ပြီးတော့ဗျာပေးဆက်ရတဲ့ပိုင်းလေးတော့ရှိရဲဒါနောက်ပိုင်းတော့ကျွန်တော်ဆက်ပြောဖို့ရှိရဲအဲ့ဒါကဘာလဲဆိုတော့ဗျာဒီ price to performance ဖုန်းတွေထုံးစံတိုင်းပဲ performance တွေဒီ specs တွေကိုဦးစားပေးထားတဲ့အတွက်ကြောင့်ဒီကောင်ရဲ့ဗျာ frame တွေက metal frame မဟုတ်တာမျိုးတွေပြီးတော့ဘယ်လိုပြောမလဲနည်းနည်း plastic bag တွေပါတုံးထားမျိုးအဲ့လိုမျိုးတွေတော့ရှိရဲပြီးတော့ဘယ်လိုပြောမလဲ hand feeling ပိုင်းဗျာကိုင်းရတာတော့အဆင်ပြေရဲဒါပေမဲ့
big quality ဘက်မှာဗျအရင် premium မဖြစ်နေတာမျိုးပြီးတော့ဒီ IP rating ဘယ်လိုပြောလဲရေဆိုခံနိုင်တဲ့ဗျ IP rating ကလုံးဝ officially မပါတာမျိုးတွေအဲ့လိုမျိုးလေးတော့နည်းနည်းပြန်ပြီးတော့ short ထားတဲ့ပိုင်းလေးရှိတယ်။ဘာဖြစ်ဒီဖုန်းကဗျ price to performance ဒီ P2P ဘက်ကိုဦးစားပေးထားတဲ့ဖုန်းကျွန်တော်ဒီ P2P ဘိုင်းကိုဆက်ပြီးတော့ပြောမယ်။ခုနကျွန်တော်ပြောလိုမျိုး battery အပြင်ပြန်ပြီးတော့ အားသွင်းတဲ့ဘိုင်းဒီကောင်မှာပြန်အားသွင်းမယ်ဆိုရင် 120W fast charging ကို support လုပ်တယ်။ဒါဗျအမှန်တိုင်းပြောရင်ကျွန်တော်ကူးမှလာဒီ 120W fast charging ပါတယ်ဆိုတာကြီးကို hype ပြီးတော့သဘောကျနေတာ။Xiaomi ဘာညာတုံးတဲ့လူတွေဆိုရင်ဗျာဒီကောင်ကအထူးဆန်းဟုတ်တော့မှာမဟုတ်ဘူး။ဒီ 100W တွေ 90W တွေ 120W တွေဆိုတာဗျာXiaomi ရဲ့ဒီ Redmi series မှာလည်းပါနေကြ feature တစ်ခုဒါပေမဲ့ပေါ့ဒီညမှာကျွန်တော်highlight လုပ်ပြီးပြောချင်တာလေးချက်ကဘာလဲဆိုရင်ဒီကောင်ကဗျာ 120W fast charging ကသူ့မှာပါတဲ့ဗျာဒီ Beacon original charger နဲ့တွင် 120W ရတယ်ပြန်အားသွင်းတဲ့ချိန်ကလည်းဗျာဒီ9000mAh battery ပါတဲ့ဖုန်းကိုပြန်အားသွင်းတဲ့ချိန်က0 to 100% ကိုအားသွင်းမဲ့ဆိုရင်တော့အချိန်နိုင်ခွက်ဝင်နေမှကြတယ်အားသွင်းတာဗျအရန်ကိုမြန်တယ်ဒီနေ့မှာဗျာကျွန်တော်သဘောကျတဲ့ပိုင်းကဗျာဒီအားသွင်းမြန်တာတွေမဟုတ်ဘဲနဲ့ကျွန်တော်ဗျာဒီ original charger မဟုတ်ဘဲနဲ့တခြား charger တွေဥပမာဗျာ USB-C PD charger မျိုးတွေဒါမှမဟုတ်လဲ USB-C ဒီ PPS charger PPS ဆိုတာဗျာကျွန်တော်Samsung ဖုန်းတွေရဲ့ fast charging standard လို့ပြောလို့ရတယ်အဲ့တော့အဲ့လိုမျိုးဗျာဒီ charger တွေနဲ့သုံးမယ်တခြားတပ်ပါတွေနဲ့သုံးမယ်ဆိုရင်တော့PD တို့ PPS တို့ဗျာ 100W ထိကိုလက်ခံနိုင်တယ်အတိတ်ပဲဗျာကျွန်တော်တို့မှာဒီ MacBook အားသွင်းတဲ့ USB-C PD 100W charger တခုရှိနေရဆိုရင်ဒီဖုန်းကိုဗျာ 100W နဲ့အားသွင်းလို့ရတယ်original charger မပါသွားလဲဗျာ USB-C PD charger တခုဒါမှမဟုတ် PPS charger တခုရှိရင်အစင်ရမ်းပြည့်တယ်ဗျာ Okay ဆိုတော့အခုကျွန်တော်ပြောရတဲ့အဖြတ်လေးတစ်ဖြတ်ကဗျာဒီကောင်က price to performance အရန်ကောင်းတယ်ကျွန်တော်အားရတဲ့ဒီ specs တွေကိုပြောရတယ်ဆိုတော့ကျွန်တော်တိတ်ပြီးတော့အားမရတဲ့ပိုင်းလေးကိုစပြီးတော့အခုပြောမယ်ပထမဆုံးချက်ကတော့ဗျာဒါprice to performance ဦးစားပေးဖုန်းတွေမှာဖြစ်နေကြတခုအဲ့ဒါပါလဲဆိုရင်ကင်မရာပိုင်းဒီ iQOO ရဲ့ဗျာ Z10 Turbo Pro ဖုန်းရဲ့ကင်မရာက 50 megapixel main camera ရဲ့ပြီးတော့ 8 megapixel ကင်မရာဒီ ultra wide ကင်မရာကို back camera နဲ့သုံးပေးထားတယ်50 megapixel ကင်မရာကဗျာကျွန်တော်မှန်တိုင်းမြင်ဗျာဒီထက်ကင်မရာ quality ကိုနည်းနည်းဆုတ်မယ်လို့ကျွန်တော်ထင်ထားတယ်ဒါပေမဲ့တကယ်တမ်းရိုက်ကြည့်တဲ့အချိန်မှာကျွန်တော် data ရိုက်တဲ့အချိန်မျိုးတွေပြီးတော့တချို့အချိန်ဗျာပုံမှန်ပွားငယ်ရှူရိုက်တဲ့အချိန်မျိုးတွေဒီ zoom မဆွဲပါမလုပ်ဘဲနဲ့ဗျာ crop လုပ်ဘဲနဲ့ရိုက်မယ်ဆိုရင်ဒီကောင်ဓာတ်ပုံ quality ရဗျာဒီဈေးတန်းမှာတော်လေးကိုလက်ခံလို့ရတယ်အဆင်ပြေတဲ့အဆင့်တစ်ခုမှရှိတယ်ဘာလို့လဲဆိုရင်ဗျာဒီကောင်ဓာတ်ပုံ color တွေက vibrant ဖြစ်တယ်ပြီးတော့ကြည့်လိုက်ရင်ဗျာလုံးဝ zone ဆွဲကြည့်ရမဟုတ်ဘဲနဲ့ဒီတိုင်းပုံမှန်ရိုးရိုးဓာတ်ပုံအနေနဲ့ကြည့်မယ်ဆိုရင် color တွေကဗျာနည်းနည်း eye pleasing ဖြစ်တယ်ကျွန်တော်မျက်စိပဒါဒဖြစ်တယ်ဗျာအဲ့လို color လေးထွက်တယ်ပြီးတော့ဒီ ultra wide camera ကတော့ထုံးစံတိုင်းဗျာ 8 megapixel sensor ဒီဈေးတန်းဝန်းကျင်ဖုန်းတွေမှာတာမန်ပဲအရင် ultra wide ကတော့ quality တိတ်ပြီးတော့အားမရဘူးပြီးတော့ဒီ camera ဘက်မှာဗျာကျွန်တော်နည်းနည်းhighlight လုပ်ပြီးပြောချင်တဲ့ဘိုင်းကဒီဖုန်းရဲ့ selfie camera ဘိုင်းပြောမယ်ဆိုရင်ဒီ price to performance ဖုန်းကိုတော့ဘယ်သူမှတော့ selfie ရိုက်ဖို့တော့ဝယ်မယ်တော့ကျွန်တော်မထင်ဘူးဒါပေမဲ့ selfie camera ကိုဒီကောင်16 megapixel camera သုံးပေးထားတယ်camera quality ကတော့ဗျာတာမန်ဒီဈေးတန်းဝန်းကျင်မှာအဆင်ပြေရဓာတ်ပုံ quality အဆင်ပြေရဒါပေမဲ့ကျွန်တော်ဒီ selfie camera နဲ့ video ရိုက်မယ်ဆိုရင်ဒီကောင်က 4K video ရိုက်လို့မရဘူး Full HD ပဲရိုက်လို့ရမယ်ဒါဗျာပြောရရင်ဒီခွက်ကွင်းရဲ့ sound AS Gen 4လိုမျိုးချစ်ဆက်အကောင်းကြီးသုံးပြီးတော့ selfie camera ဗျာ 4K အောင်ရိုက်လို့မရဘူးဆိုတော့နည်းနည်းလေးတော့sensor ကိုတော့နည်းနည်း short ထားတာမျိုးတော့ဖြစ်နေတယ်ဒါလည်းဗျာ camera ဘိုင်းနည်းနည်းရော့တယ်ဆိုတာဒီ P2P ဖုန်းတွေမှာဒီ price to performance ဖုန်းတွေမှာဒါဖြစ်နေကြကိစ္စလို့တော့ကျွန်တော်ထင်တယ်ဆိုတော့ဒီပိုင်းလေးကတော့ဗျာနည်းနည်း compromise လုပ်ရတဲ့ပိုင်းတစ်ခုဖြစ်လာနိုင်မယ်ကဲအဲ့တော့ဗျာကျွန်တော်ဒီဖုန်းရဲ့အဓိက highlight feature တွေဒီ price to performance ဖြစ်တာတွေ specs တွေအကြောင်းဒီ hardware ပိုင်းတွေဒါတွေကိုကျွန်တော်ပြောပြပြီကျွန်တော်တကယ်ပြောချင်တဲ့ပိုင်းဒီဖုန်းကိုသုံးရတဲ့ user experience ပိုင်းကျွန်တော်ဒီဖုန်းကိုသုံးရတဲ့ဒီ China ROM ကိုသုံးရတဲ့ဒီကျွန်တော်ရဲ့ဒီ software experience ပိုင်းကျွန်တော်အမြင်ကိုစပြီးတော့ပြောမယ်ကျွန်တော်ဗျာဒီအမှန်တမ်းပြောရင် China ROM ဖုန်းတွေကိုကျွန်တော် personally တိတ်ပြီးတော့မကြိုက်တာမျိုးတွေဒီ bug တွေပါတွေကိုဗျာကျွန်တော်တိတ်လက်မခံနိုင်တဲ့အပိုင်းတစ်ခုတော့ရှိတယ်ဒီ China ROM ပေါ့နော်ဒီ iQOO ကဘယ်လိုပြောမလဲကျွန်တော် Vivo ဖုန်းတွေသုံးတဲ့အချိန်မှာဗျာ Vivo ဖုန်းတွေကိုကျွန်တော် global version တွေပဲသုံးခဲ့ဘူးတယ်ဆိုတော့ဒီဖုန်းမှာသုံးထားတဲ့ဒီ Origin OS ကိုကျွန်တော်လုံးဝတစ်ခါမှဗျာမသုံးဘူးခဲ့ဘူးဒီ Fanta OS ပဲသုံးဘူးတယ်ဒီ Origin OS 15 Android 15ကိုအခြေခံထားတဲ့ဒီ Origin OS 15ကိုခုမှကျွန်တော်စမ်းသုံးလိုက်တဲ့အချိန်မှာကျွန်တော်ထင်တာနဲ့ရှင်ဗျာကျွန်တော်သုံးခဲ့တဲ့ဒီ Fanta OS နဲ့ဆင်လုံးဝဗျာစီနဲ့ရေအရန်ကိုကွာတယ်အတိတ်ဗျာဒီ iQOO Z10 Turbo Pro ဖုန်းอ่ะဗျာ China region ဖုန်း China ဒီ ROM နဲ့ဖုန်းပြင်မဲ့ Origin OS ကိုဗျာကျွန်တော်တော်လေးကိုကြိုက်တဲ့ချက်တွေသဘောကျတဲ့ချက်တွေကျွန်တော်ထင်ထားတယ်ဗျာကျွန်တော်အဲ့လိုမျိုးဖြစ်မယ်လို့တော့မထင်ထားဘဲနဲ့တော်တော်လေးကိုကြိုက်တဲ့ချက်တွေအရန်ကိုများလာတယ်ဘယ်လိုနေရာမှာလဲဆိုရင်ဗျာဒီဖုန်းကိုသုံးရတဲ့color ဘိုင်းတွေ smooth ဖြစ်တဲ့ဘိုင်းတွေပြီးတော့ကျွန်တော်ဒီ wallpaper ကိုဗျာ customize လုပ်ရတဲ့ဘိုင်းဒီ icon color တွေပါပြောင်းတာမျိုးတယ်မလား essence color တွေဒီ
application နာမည်ကိုဗျာထဲမှာလားမထဲဘူးလားရွေးတာတွေအရန်ကိုဗျာ customize လုပ်ရတာက smooth ဖြစ်နဲ့အရန်အဆင်ပြေတယ်ပြီးတော့ကြိုက်တဲ့အပိုင်းတစ်ခုဆိုဗျာကျွန်တော်ဒီ wallpaper effect ဗျာ wallpaper effect ကိုဒီဘယ်လိုပြောမလဲနေအောင်ထိုးနေဗျာနေအောင်ထိုးတဲ့ဒီနေအောင်လေးကြာနေအောင်လုပ်ပေးတာမျိုးဒါမှမဟုတ်လဲအပြင်မှာတကယ်ဖြစ်နေတဲ့အချိန်ပေါ်မှာဒီဗျာ wallpaper မှောင်သွားတာမျိုးလင်းတာမျိုးအဲ့လိုဖြစ်တာမျိုးတွေလုံးဝဗျာဒီတိအနုစိတ်အရန်လုပ်ပေးထားလို့ကျွန်တော်ခံစားရတယ်ပြီးတော့ပို့ပြီးတော့ခြိုက်သွားတဲ့ချက်တစ်ခုပါဗျာဥပမာကျွန်တော်ဂက်ရှာပါညာတွေဗျာအဲ့လိုသုံးတဲ့ဟာပြောမယ်အရင်တော့ဗျာပုံမှန်ဖုန်းတွေမှာဒီ setting တွေကဗျာ navigation gacha တွေကိုတွားပြီးတော့တစ်ခုချင်းစီဗျာကိုယ်တိုင် landing လုပ်ရတယ်ဒါပေမဲ့ Origin OS မှာဗျာဘယ်လိုဖြစ်သွားလဲဆိုတော့ဒီကောင် interaction ဆိုတော့ဒီ home screen ကိုဖိထားလိုက်ရင်အမှရွေးလို့ရတယ် interaction ကိုနှိပ်လိုက်မယ်ဆိုရင်ဒီ screen ရဲ့ဗျာဘယ်ဘက်တွေကဘယ်လိုမျိုး function တွေပြောင်းသုံးလို့ရတယ်ဘယ်လိုမျိုး customize လုပ်လို့ရတယ်ဆိုတာကိုလုံးဝဗျာ visual တနေရာထဲမှာပြပေးနိုင်တယ်ဥပမာဗျာဘယ်ဘက်ကိုဆွဲချမယ်ဆိုရင်ကျွန်တော် notification မြင်ရမယ်ညာဘက်ကိုဆွဲချမယ်ဆိုရင် control center မြင်ရမယ်ပြီးတော့ဒါလေးကိုနှိပ်မယ်ဆိုရင်ဗျာကျွန်တော်ဒီ mini app လေးလိုမျိုးအဲ့လိုပြောင်းမိတာမျိုးအဲ့ဒါတွေအကုန်လုံးဗျာတနေရာထဲမှာလွယ်ကူကူနဲ့မြင်ရတယ်ပြင်လို့ရတယ် customize လုပ်ခွင့်ပေးထားတယ်ဒီလိုမျိုး feature တွေဗျာအမှန်တိုင်းပြောရင်ကျွန်တော်ဒီglobal version FunOS မှာဗျာရှိလာစေချင်တယ် Oreo OS ကဗျာတော်တော်ကြီးကိုတုံးရတာကျွန်တော်ကြိုက်တယ်အဆင်ပြေတယ်ဗျာတုံးရတာတော်တော်ကြီးကိုကောင်းတဲ့ UI တစ်ခုလို့အောင်ပြောလို့ရတယ်ဒါဗျာကျွန်တော်ဒီ first impression တကယ်တုံးတဲ့အချိန်မှာလုံးဝ Oreo OS ကိုကြိုက်သွားတယ်တကယ်နည်းနည်းတပတ်လောက်စပြီးတော့တုံးလာတဲ့အချိန်မှာတော့ဗျာဒီ Origin OS က China ROM တခု China region ဦးစားပေးထားတဲ့ version ဖြစ်နေတဲ့ကြောင့်နည်းနည်းလေးတော့စိတ်ထဲအနွမ်းဖြစ်ရတာတွေ back ဖြစ်ရတာတွေရှိတယ်ပထမဆုံးအချက်ကဗျာကျွန်တော် global မှာဒီ FunOS လိုမျိုးပဲဒီ Origin OS ကလည်းမြန်မာစလုံးပါဗျာအင်္ဂလိပ်စလုံးနဲ့ရှင်ပို့ပြီးတော့သေးနေတယ်မြန်မာ font သေးနေတာဗျာ Origin OS မှာလည်းဖြစ်မယ်ပြီးတော့ဒီ FunOS မှာလည်းဖြစ်တော့မယ်ပြီးတော့အရှင်းမှာပြောလို့ဗျာဒီဖုန်းက China region ဖုန်း China region ဖုန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘာဖြစ်သွားလဲဆိုရင်ဒီမှာကျွန်တော်မြင်ရတဲ့ဒီ home screen ရဲ့ဒီဘက်ကို home screen ရဲ့ဒီဘက်ကိုပို့ဆွဲလိုက်မယ်ဆိုရင် China သတင်းတွေဘာညာတွေအဲ့ဒါတွေအကုန်မြင်ရတယ်ပြီးတော့ application မှာဆိုလည်းဗျာသူ့ရဲ့ default app တွေထဲမှာ China app တွေပါတယ်bloatware တွေဗျာကျွန်တော်တို့ကတော့ bloatware တွေဖြစ်တယ်ဒါကို uninstall လုပ်တော့ရတယ်ဒါပေမဲ့ပါတယ်ဗျာ China တရုတ်စာတွေမြင်ရမယ်တရုတ်ကြော်ညာတွေမြင်ရမယ်ပြီးတော့Google mobile service ကလည်းဗျာဒီမှာဘယ်လိုပြောလဲ setting လေးဗျာ enable လုပ်ပြီးတော့ Play Store ကိုဒီ Vivo ရဲ့ App Store ကနေပြီးတော့ download ရင်ရပြီအဲ့ကြရင် Play Store ရောတခြားဒီGoogle app တွေလည်းတွင်းသုံးလို့ရတယ်တော့ရဗျာခု3နေလောက်ကတော့ကျွန်တော်အဆင်ပြေတယ်ဒါပေမဲ့ China region ဖုန်းတွေရဲ့ထုံးစံတိုင်းပဲဗျာဒီ Google Play Store ကိုအဲ့လိုတည်တံ့ထပ်တောင်းပြီးတော့ Play Store ကနေပြီးတော့ကျွန်တော်သုံးနေကြ Gboard တို့တခြား Gmail တို့အဲ့လို app တွေအကုန်လုံးဗျာတစ်ခုချင်းစီ live ပြန် download လုပ်ရတယ်အလုပ်ပိုရှုပ်တယ်အဲ့ပြင်ကဒီအခန်းထဲကအဆင်ကြီးဆိုတာကျွန်တော်ဒီ China ROM တုံးတဲ့ဖုန်းတွေမှာnotification နောက်ကျတဲ့ issue ကဒီဖုန်းမှာလည်းနည်းနည်းတော့ရှိတယ်ဒါပေမဲ့ပေါ့ဒီဖုန်းမှာဗျာကျွန်တော်ထူးခြားလေးတစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်ဗျာဒီ Messenger တို့ဘာလို့လိုမျိုးဟာတွေက app တွေကိုကျွန်တော်ဝင်ထားမယ်ဥမာကျွန်တော်ဆိုရင်ဗျာ Messenger app ကိုအများအားဖွင့်ထားတယ်ပြီးတော့မှဒီကောင် background မှာ run ပြီးတော့ screen ကိုပိတ်လိုက်တယ် screen ပိတ်လိုက်တဲ့အချိန်မှာကျွန်တော် message ဝင်နေဆိုရင် Messenger app ကို background မှာ run ထားတယ် background မှာပွင့်နေပြီဆိုရင် notification ဗျာဒီ message ဝင်တာနောက်ကျတာမျိုးလုံးဝမကြုံရတော့ပဲတခြားဖုန်းနဲ့ရှင်ဗျာလုံးဝနှစ်ခုရှင်တာလုံးဝဒန်းတူ notification ဝင်တယ် message ကဗျာနောက်ကျတာမျိုးမရှိဘူးဒါပေမဲ့ပေါ့ကျွန်တော်ဒီ Messenger app ကိုဗျာဒီကျွန်တော် background မှာ run ထားဘူးလုံးဝရှင်းထားတယ်ဆိုရင်ဥမာကျွန်တော်ဗျာတချို့လူတွေဆိုရင်ဒါဖြစ်တယ်ဥမာ clear all နဲ့တို့လိုမျိုးရှင်းချလိုက်တယ်အဲ့လိုရှင်းလိုက်တဲ့အချိန်မှာဒီဘာ app မှမရှိဘူးဒီမလား recent app မရှိဘူးဆိုရင်ဒီ recent app မှာဗျာ Messenger မရှိနေဘူးဆိုရင်ဒီ message ဝင်တာကနည်းနည်းလေးဗျာနောက်ကျတယ်တခါတည်းရရင်တော်တော်လေးကိုစောင့်ပြီးမှဒီ Messenger app ထဲပြန်ဝင်တော့မှဗျာ noti မြင်ရတာမျိုးအဲ့လိုမျိုးလေးတော့ရှိတယ်ကျွန်တော်ကတော့ဗျာခုတုံးတဲ့ချိန်မှာကျွန်တော်ဒီ Messenger app ကိုဗျာbackground မှာတော့အများအားလို့ run ထားတယ်ဆိုတော့အရန်ကြီးတော့ဘယ်လိုပြောမလဲစိတ်ထဲအနွမ်းဖြစ်လောက်တဲ့အထိတော့မဖြစ်ဘူးဒါပေမဲ့ဒါကလည်းတစ်ဖက်မှာပြန်တွေးမယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒီဖုန်းကိုတုံးတာကအချိန်9ရက်တစ်ပတ်ဝန်းကျင်ပဲရှိသေးတယ်ကျွန်တော်ဗျာအများအားတုံးနေရမဟုတ်ဘူးသိလားဘယ်လိုပြောမလဲကျွန်တော်ကိုယ်တိုင်ဝယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လနဲ့ချီတုံးနေရမဟုတ်ဘူးဆိုတော့ဒီ China ROM မှာဗျာဒီလိုမျိုး issue ဖြစ်တဲ့ဟာလေးတွေကရှိတယ်ဒါဒီ IQ ရဲ့အားနည်းချက်လည်းမဟုတ်ဘူးတခြားဒီ China ROM ဖုန်းတွေမှာလည်းဒါဖြစ်နေတာပဲဒါကိုလည်းဗျာဘယ်လိုပြောမလဲခုနကင်မရာလိုမျိုးပဲဒီ performance ကိုပိုကောင်းတဲ့ဖုန်းလိုချင်တဲ့ဥမာ battery 7000 mAh battery ပါဟုတ်ဗျာ125 charging နဲ့လိုချင်တဲ့ဆိုရင်ဒီလိုအချက်လေးရဗျာနည်းနည်းလေး
ကိုယ့်ဘက်ကပြန် short ပေးရမယ့်အချက်တွေလို့တော့ကျွန်တော်မြင်တယ်။ Okay ဘာဖြစ်ဗျာကျွန်တော်ဒီဗီဒီယိုအရန် share လည်းမပြောတော့ဘူးဒါတော့ဗျာ iQOO ရဲ့ Z10 Turbo Pro ဖုန်းမှာဒီဖုန်းကဗျာဘယ်လိုပြောမလဲကျွန်တော်အခုစမ်းသုံးမြဲအချိန်မှာဒီ10သိန်းနဲ့15သိန်းကြားမှာဆိုရင်ကျွန်တော် performance ဘိုင်းတွေရောပြီးတော့ဒီ battery ဘိုင်းတွေရောတခြားဒီဘယ်လိုပြောလဲ display ဘိုင်းတွေရောအရန်ဟောဗျာသဘောကျတယ်ကြိုက်တဲ့ဖုန်းလို့မြင်တယ် Origin OS ကဗျာထူးထူးခြားကိုဗျာကျွန်တော်ထင်ထားတဲ့ပို့ပြီးတော့ကောင်းနေတယ်ဟိုထင်ထားတဲ့ပို့ပြီးတော့ဗျာတုံးကအရန်ကိုအဆင်ပြေတဲ့ feature တွေစုံတယ်ဗျ gaming feature တွေဆိုလဲဒီမှာနဲတာမဟုတ်ဘူးထည့်ထားပေးတယ်ဆိုတော့ဟိုဘယ်လိုပြောမလဲကျွန်တော်ဗျာ China region ဖုန်းပဲယူရမယ်ဟိုဥမာ Xiaomi ရဲ့ဒီ HyperOS လိုမျိုးဗျာမသုံးဘူးနည်းနည်းအတစ်ဆန်းသုံးကျင်နေဆိုရင်ကျွန်တော်တော့ဗျာဒီ iQOO Z10 Turbo Pro လေးကိုနည်းနည်းလေးတော့အခုစစမ်းကြည့်လောက်ဆိုရင်နည်းနည်းသဘောကျလာတယ်ဆိုတော့ကိုကဒီ China region ထဲမှာ P2P ကောင်းတာကြိုက်တယ် performance ကောင်းတာလိုချင်တယ်ဟို Xiaomi သုံးကလည်းနည်းနည်းပြင်းလာတယ်ဒါခြား brand တွေကရွေးမယ်ဆိုရင်မစိုးလို့ပြောလို့ရတယ်